ဘောကတ်တွေတောက်ရိုက်အဲ့လိုတိုက်ရိုက်ကွင်းနဲ့ဝင်ကြည့်ဘူးတိုင်းစကားတိုင်းကမင်းမလို့မင်းမပြောလို့မရအောင်ဒါတော့မှကျွန်တော်ဘာလို့ဆိုတော့စော်ကားနေမှာမဟုတ်လေတိုက်ရုံပဲလေတိုက်တာကျွန်တော်တို့ဒီလက်တစ်ချိန်ကလေတိုက်ခံရတာပဲကျွန်တော်ရှုံးခဲ့တဲ့ပွဲတော့လေတိုက်တာပဲလေတိုက်ခံရတာကျွန်တော်တို့နိုင်တဲ့ခါလေတိုက်တယ်ကိုလေပြန်တိုက်တော့ကိုတင်ပုတ်လို့ပဲစားတယ်ဆိုပြီးပြောလို့မပြီးတော့ဆိုတော့အားလုံးမင်္ဂလာပါကျွန်တော်စတော့ဒီစကားတွေပြောတော့ဒီဗီဒီယိုမြိုက်တော့ဆိုပြီးပဲကိုပေါ့ငြိမ်းနေတာဘာလို့လဲဆိုတော့ကျွန်တော်ဒါလူတွေရောက်အသုံးချပြီးနာမည်ကြီးချင်းလို့လုပ်တယ်ဘာဖြစ်တယ်ညာဖြစ်တယ်ပြောခံမှာဆိုလို့ပြအမှန်တမ်းပြောတော့အာယုံတွေနောက်ကမှာဆိုလို့ကျွန်တော်မလုပ်ဘဲနဲ့နေနေဒါပေမဲ့တရားစဉ်းစားကြည့်တော့မြန်မာနိုင်ငံမှာ Reamative fan page ကတခြားအသင်းတွေထက်ရှင်နေပါတယ်ဆိုတော့ဒီနောက်ပိုင်းတော့များလာတယ်ဆိုပေမဲ့ဒါ Reamative ကိုလုံးဝထက်တန်းဝင်ချစ်ကြိုက်နဲ့တက်ပြီးတော့လုံးဝစိတ်တက်ပြင်းပြင်းပြနဲ့အားပေးရတဲ့သူတွေကတော့အနည်းငယ်ပဲရှိသေးတယ်ဆိုတော့ဒီ fan page ဘက်ကနေရက်တည်ပြီးပြောမဲ့သူကတိတ်မရှိဘူးဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းလက်ရှိဖြစ်နေတဲ့ကြားနေရတဲ့စကားတွေပေါ်မှာလုံးဝပေါက်ကွဲနေလို့ဒါဒီနှစ်ခုပေါ်ပြီးတော့ကျွန်တော်အနေနဲ့ဒီ fan page ကနေရက်တည်ပြီးတော့ TV ကို response ပုံစံအနေနဲ့ဒါကျွန်တော်ထင်မြင်ချက်လေးကိုဆွေးနွေးပြောပြပြီးတော့မှဖြစ်တယ်ဆိုတော့ဒီလိုပြောလို့ချားလူတွေရတယ်မင်းက Manchester United fan လား Real Madrid fan လားဆိုပြီးတော့ဒါပြောကုန်ပြောချင်တဲ့သူတွေရှိလိမ့်မယ်ဆိုတော့ကျွန်တော်အနေနဲ့ပုံမှန်လေးပြောမယ်ဆိုရင်တော့ဒါကျွန်တော်အနေနဲ့ Real Madrid ကိုကျွန်တော်6တန်းနဲ့အားပေးလာတာပါဆိုတော့ဒီစကားကိုပြောလို့ဒါ Manchester United fan တွေတော့နည်းနည်းစိတ်ဆိုးကောင်းစိတ်ဆိုးလိမ့်မယ်ကျွန်တော်အနေနဲ့ဒါ Manchester United fan တွေမှာ Norfolk fan တွေမှာပါတယ်ကျွန်တော်အနေနဲ့ဒါ Manchester United fan ဖြစ်လာတာကဒါ Manchester United ကို Ronaldo ဒုတိယတစ်ခေါက်ပြန်မလာခင်ရှေ့နှစ်နှစ်ကမှကျွန်တော်အနေနဲ့ဒါ Manchester United fan တွေကိုဗလင်းရင်းနဲ့ဒါ Manchester United fan တယောက်ဖြစ်လာခဲ့တာပေါ့နော်ဆိုတော့ကျွန်တော်အတွက်ကတော့ Real Madrid ကပထမပါပဲဆိုတော့နှစ်သိန်းရှင်မဲဆိုရင်တော့ Real Madrid ကိုကျွန်တော်အနေနဲ့ပို့ချစ်ပြီး Real Madrid အမာခံ fan တယောက်ပါဆိုတော့ကောဆက်ပြောမယ်ဆိုရင်လက်ရှိ Facebook မှာဒါဘာစီလိုနာ fan မဟုတ်ပါဘူးဆိုပြီးတော့ကျွန်တော်တို့ရဲ့ဒါ Real Madrid ကိုလုံးဝဒါပုတ်ခတ်ပြောဆိုထားတာတွေဒါစောက်ပေါ်အသင်းတွေဘာညာစုံနေပဲပြပြောဆိုတာရစရာမရှိဘူးဆိုတော့ဒီစကားတွေနဲ့ပြောတဲ့သူကိုပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့ဒါ response အနေနဲ့ဒါအားလုံးကျွန်တော်ရဲ့ထင်မြင်ယူဆချက်လေးနဲ့သူ့စကားတွေနဲ့ရှင်းပြီးပြောပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဒီစကားတွေကိုဘယ်သူပြောခဲ့ရလဲဆိုတော့အားလုံးနဲ့သိပြီးကြတော့ပြီထင်ပါတယ်ကျွန်တော်အနေနဲ့လည်းဒါနာမည်ထည့်မသုံးချင်တော့ဘူးဆိုတော့ဒီစကားကိုပြောခဲ့တဲ့သူကပုံပွင့်လင်းလင်းပြောမယ်ဆိုရင်ကျွန်တော်အတွက်တစ်ချိန်ကဒါစံပုတ်ကိုတယောက်အနေနဲ့ထားရှိခဲ့တဲ့လူတယောက်ပါကျွန်တော်လုံးဝ respect ထားခဲ့တဲ့လူတယောက်ကျွန်တော်လေးစားခဲ့တဲ့လူတယောက်ကျွန်တော်သင်ယူအတူယူခဲ့တဲ့လူတယောက်ဗျာကျွန်တော်ကိုယ်တိုင်ဒီလဲဒါဘောလုံးပွဲတွေနဲ့ပတ်သက်ပြီးတော့ဒါတိုင်းသစ်ဆက်တာတွေဝါသနာပါတယ်ဒါပွဲကြုံတဲ့ဘာညာသုံးသက်တာတွေဝါသနာပါတာဖြစ်တဲ့အတွက်ဒါဒီပုတ်ကိုစီကကျွန်တော်အနေနဲ့ကျွန်တော်အတွက်စံပြထားပြီးတော့လုံးဝလေးလာသင်ယူခဲ့တယ်ကျွန်တော်လေးစားတဲ့လူတယောက်ဖြစ်ခဲ့တယ်ဒါပေမဲ့အခုချိန်မှာတော့လုံးဝဒီလူကမင်းမလို့မင်းရနဲ့အရန်ယုံစရာကောင်းတဲ့လူတယောက်အဖြစ်ကျွန်တော်အတွက်ကတော့မြင်မိသွားတယ်ဘာလို့ကျွန်တော်ဒီလိုပြောရလဲဆိုတော့သူ့စီကပြောလာတဲ့စကားတွေကိုကျွန်တော်ပြောပြမယ်တိုင်ကူတာဘာစီလိုနာမဟုတ်ဘူးတဲ့ Real Madrid ကိုကူတာတဲ့ဟုတ်ပြီတစ်ချက်နောက်တစ်ချက်က Real Madrid ကြီးပေါလို့ပဲစားအသေးနဲ့နောက်တစ်ခုက Real Madrid fan တွေကိုပြောတာကိုပြတ်မနိုင်ပဲနဲ့ဖုံမထားနေတဲ့ဒီသုံးခုကိုအဓိက main ထားပြီးကျွန်တော်အနေနဲ့ပြောချင်တယ်ဆိုတော့သူကိုယ်တိုင်ကဘာစီလိုနာ fan မဟုတ်ပါဘူးလို့အတီအလင်းကြော်ညာထားပြီးပြောထားခဲ့ပေမဲ့ဘာစီလိုနာနဲ့ပတ်သက်တဲ့အခါကျတော့ဘာစီလိုနာနဲ့ပတ်သက်ပြီးပြောခံတဲ့အခါကျတော့သူ့အနေနဲ့ဆက်ဆက်တိမခံဘိမလို့မိမရရင်တဲ့စကားတွေကိုပြန်ပြောတယ်ဆိုတော့သူပြောတဲ့စကားတွေထဲမှာနံပါတ်1အချက်ဘာစီလိုနာဒီဒိုင်မကူပဲနဲ့ဒိုင်ကူနေရ Real Madrid ဘာလို့ကျွန်တော်ဒီလိုပြောရလဲဆိုတော့သူ့အနေနဲ့ပြောခဲ့တာကဒါပါလေအရှိလာလီဂါပွဲစဉ်မှာဆိုရင်လည်းပန်နယ်တီအများဆုံးရတာက Real Madrid တဲ့ဒါ Real Madrid နဲ့တစ်ဖက်အသင်းတွေဆိုရင်လည်းပွဲတိုင်းနီးပါးအနီးကပ်ပြခံရတယ်ဆိုတော့သူပြောရဲ့ပထမတစ်ချက်ဒီ Real Madrid ရရဲ့ပန်နယ်တီတွေကရသင့်လို့ရတဲ့အလုံးတွေလားမရသင့်မရတဲ့အလုံးတွေလားဆိုတာလာလီဂါပွဲစဉ်တောက်လျှောက် Real Madrid ရဲ့လာလီဂါပွဲစဉ်တောက်လျှောက်ကိုအစအဆုံးကြည့်မယ်ဆိုရင်သိပါလိမ့်မယ်ကျွန်တော်ကြည့်ရတော့သူကြည့်မှာမဟုတ်ပါဘူးเนาะကျွန်တော်တို့ကကြည့်ခဲ့တာဖြစ်တဲ့ဒီပန်နယ်တီအလုံးတွေကရသင့်တဲ့အလုံးတွေလားမရသင့်တဲ့အလုံးဆိုတာအကောင်းကောင်းသိတယ်ဆိုတော့ရသင့်တဲ့အလုံးတွေကပယ်ဖြတ်ခံခဲ့ရတာရှိတယ်ဆိုတော့ရသင့်ရဲ့နဲ့ရခဲ့တဲ့အလုံးတွေဒိုင်ခွေရတခုမှမပါဘူးနောက်တစ်ချက်တစ်ဖက်အသင်းအနီးကပ်တွေထိအောင်လေကျွန်တော်တို့အသင်းဒိုင်ခွေရဲ့ဆိုအဲ့လိုတော့ပြောကြည့်ဆိုရင် Premier League မှာ Chelsea ဘယ်လိုလုပ် Chelsea ဒီပွဲတိုင်းသူ့အနေနဲ့အနီးကပ်ပြခံနေရတဲ့ရှေ့ပွဲတွေမှာနောက်ဆုံးနီးပြကိုယ်တိုင်မှာအနီးကပ်ပြခံရတယ်ဆိုတော့သူစကားအတိုင်းပြန်ပြောမယ်ဆိုရင် Chelsea နဲ့တွေ့တဲ့အသင်းတိုင်းကဒိုင်ကူနေရလား Chelsea နဲ့တွေ့တဲ့အသင်းတိုင်းဒိုင်ကူနေရလားကျွန်တော်မေးချင်တယ်ဆိုတော့ဒီလိုစကားတွေစီကသူ့စီကအရင်တော့မကြားခဲ့ဘူးအခုဘာစီလိုနာရှုံးမှသူ့စီကထွက်လာတာဆိုတော့ဘာစီလိုနာ fan လည်းမဟုတ်ဘူးပြောသေးတယ်ဘာစီလိုနာရှုံးလို့အပြောလဲခံအောင်လေတိုက်လဲခံအောင်သူ့စီကပေါက်လို့ပဲစကားတွေထွက်လာတယ်အရင်တော့ကျွန်တော်တို့လည်းဘာစီလိုနာရှုံးခဲ့တာပဲကျွန်တော်တို့ရှုံးခဲ့တော့ကျွန်တော်ဘာမှမပြောခဲ့ဘူးကျွန်တော်တို့သူ့ဘာစီလိုနာ fan တွေကျွန်တော်တို့လေတိုက်တယ်ကျွန်တော်တို့လက်ခံတယ်အခုကျွန်တော်တို့ပြန်နိုင်တဲ့အခါကျွန်တော်တို့လေတိုက်တဲ့အခါကျတော့ကျွန်တော်တို့အတင်းရပေါက်လို့ပဲစားအတင်းဖုံမထားနိုင်တယ်ဖြစ်ကုန်ရောဘာလဲပဲယောက်ျားလူပြောလေဗျာသိလား
ကျွန်တော်တို့ဒီလေသူအားပေးတဲ့အာဆင်နယ်ကိုစော်ကားနေတာမဟုတ်ဘူးကျွန်တော်တို့နိုင်လာတဲ့ဘာစီလိုနာကိုစော်ကားနေရတာမဟုတ်တော့ဒါလေတိုက်တာပဲရှိတယ်ဒါတော့သွားစော်ကားနေမဟုတ်လေတိုက်တာဒါကိုတော့မှသူ့အတွက်ခါခါပြူးပြူးတွေဖြစ်ပြီးမလို့မရရင်ပြန်ပြောတာဆိုတော့ကျွန်တော်ခုနပြောသလိုယောက်ျားလူပြောပါဗျာကျွန်တော်တို့ပုံဝင်နေမှာကျွန်တော်ခုနပြောသလိုပဲကျွန်တော်ဒီ Real Madrid နဲ့ Manchester United fan ဖြစ်တယ်ကျွန်တော်ဒီဘာစီလိုနာလည်းမမဟုတ်ဘူးဘောလုံးလောကမှာကျွန်တော်မုန်းတာတင်းပဲရှိတယ်ဘာစီလိုနာဒီကျွန်တော်တို့အတွက်လုံးဝ Real Madrid တဲ့ပြိုင်ဘက်ကောင်းအသင်းဖြစ်တယ် Manchester United ဒီတစ်ချိန်ကပြိုင်ဘက်အကောင်းအသင်းဖြစ်ခဲ့တယ်ဘာစီလိုနာနဲ့ Real Madrid Manchester United ဆိုတာကလည်းဆိုတော့ Real Madrid ကိုကျွန်တော်မမဟုတ်ဘူးဒါဘောလုံးလောကမှာကျွန်တော်တို့အသင်းအတွက်ကလုံးဝပြိုင်ဘက်အကောင်းအသင်းပဲကျွန်တော်ဒီမုန်းတာAtletico Madrid တဲ့တင်ပဲရှိတယ်ဒါကျွန်တော်ပုတ်ဘက်ကယောက်ျားဆက်ဆံပုံဝင်နေတယ်ပဲပြောတာကျွန်တော်ခုနပြောသလိုဘာစီလိုနာနိုင်ခဲ့ခြင်းဆိုတော့ဘာမှမထွက်လာဘူးဘာစီလိုနာရှုံးလို့ကျွန်တော်လည်းလေးတိုက်အောင်ကျွန်တော်တို့အပြစ်တွေဖြစ်ကုန်ရောကျွန်တော်တို့ဖုံမထားရတွေဖြစ်ကုန်အောင်နောက်တစ်ခုကကျွန်တော်ခုနသူပြောတဲ့စကားထဲမှာဂိုးပြတ်မနိုင်မနဲ့ဖုံမထားနဲ့ဆိုတဲ့စကားဆိုတော့လက်ရှိကန်ခဲ့တဲ့ပွဲဒီလာလီဂါပွဲစဉ်မှာလာလီဂါပွဲစဉ်ဖြစ်တဲ့နိုင်တဲ့အသင်းက3မှတ်ရမယ်သူ့ဘာလို့ဂိုးပြတ်ပဲနိုင်ဂိုးမပြတ်ပဲနိုင်တကိုးလေးပဲကွာကြီးနိုင်တဲ့အတင်း3မှတ်ရဖြစ်တယ်3မှတ်အဓိကပါပဲကိုပြတ်တိုင်းမပြတ်တိုင်းအဓိကမဟုတ်အဓိကနိုင်အောင်ဖို့ရည်ကြည့်တယ်အဲ့နေ့ကဒါဘာစီလိုနာဖန်တွေလို့အတီလင်းပြောထားတဲ့သူတွေရောဘာစီလိုနာဖန် page တွေရောအဲ့နေ့ကဒါ Real Madrid နဲ့ဘာစီလိုနာပွဲပြီးတဲ့အချိန်မှာသူတို့အနေနဲ့ပြောခဲ့တာဒါပိုကောင်းတဲ့အတင်းကအနိုင်ရသွားခဲ့ congratulation လုပ်သွားတယ်သူတို့အနေနဲ့ဒါပြင်ဆင်ချက်ရှိအမှားတွေကိုပြင်ဆင်မယ်လာမှရမယ်ဒီလေဒါသူတို့အနေနဲ့ပြင်ဆင်ချက်ရှိအမှားတွေပြင်ဆင်ရမယ်ဆိုတော့သူတို့ဘက်ကိုပဲသူတို့ပြောပြီးတော့ကျွန်တော်အတင်းကောင်းတယ်တွေမကောင်းတယ်တွေဒိုင်းခွဲမကူတယ်ဘာမှမပြောပါဘူးသူတို့အနေနဲ့ respect တစ်ခုနဲ့ပြီးသွားတယ်ဒါဘာစီလိုနာဖန်အစ်စ်တွေစီကထွက်လာတာဒါပေမဲ့ဘာစီလိုနာဖန်မဟုတ်ပါဘူးဆိုပြီးတော့အတီလင်းပြောထားတဲ့သူတို့ကြတော့ကျွန်တော်လေးတိုင်းမိတာကိုကျွန်တော်အနေနဲ့ကျွန်တော်အသင်းကပေါက်လို့ပဲစားအသင်းနေဆိုတာကိုဖုံမထားနဲ့ဆိုစုံနေတာပဲလုံးဆောင်ရင်မိမလို့မိမရဆန်တော့နေဗျာဆိုတော့စိတ်လည်းမကောင်းဖြစ်မိဗျာကျွန်တော်တို့ချစ်တဲ့အသင်းကိုကျွန်တော်စံထားတဲ့သူကပလာကြီးစော်ကားနေတာကြီးကတော့တော်တော်ခံစားခက်တယ်ဗျာကျွန်တော်ခုနပြောသလိုကျွန်တော်ဒီသူတို့အသင်းကိုကျွန်တော်တို့အသင်းပြိတ္တတွေသွားပြီးစော်ကားနေရလည်းမဟုတ်ဘူးဒါတော့မှကျွန်တော်ဘာစီလိုနာကိုစော်ကားနေရမှာမဟုတ်ဘူးလေးတိုက်ရုံပဲလေးတိုက်တာကျွန်တော်တို့ဒီလက်တစ်ချိန်ကလေးတိုက်ခံရတာပဲကျွန်တော်ရှုံးခဲ့တဲ့ပွဲတော့လေးတိုက်တာပဲလေးတိုက်ခံရတာကျွန်တော်တို့နိုင်တဲ့ခါလေးတိုက်တယ်ကိုလေးပြန်တိုက်တော့ကိုအတင်ပုတ်လို့ပဲစားတယ်ဆိုပြီးပြောလို့မပြီးတော့သူကဘာစီလိုနာဖန်မဟုတ်ဘူးပြောနေတာသူ့ရဲ့လေယူလေသိမ်းစကားတွေအလုံးနဲ့ဘာစီလိုနာဖန်အကြီးစားကြီးဆိုတာကိုပေါ်တင်ဖော်ပြရတယ်ဆိုတော့ဒီလိုပြောလို့ကျန်ဘာစီလိုနာဖန်တွေကိုလည်းစော်ကားကြနေမှာရှားဖန်တွေကိုမပြောချင်ဘူးအဲ့လောက်ဘာစီလိုနာဘက်ကနာနေရဆိုရင်ဘာစီလိုနာဖန်မလို့အတီလင်းပြောထားတယ်ဗျာဟုတ်လားဘာစီလိုနာလည်းအပ်ပေးတယ်အာဆင်နယ်လည်းအပ်ပေးတယ်ဒါပဲရှင်းရှင်းလေးဟုတ်လားအဲ့ဒါကိုမှလာစော်ကားတယ်လာလီတိုက်တယ်ဆိုရင်တော့အမှန်ကတော့ပြောလေတိုက်တယ်ဆိုရင်တော့ပြန်ပြောအဲ့လိုပြောစရာစောက်ကြောင်းကိုမရှိတာဗျာသိလားဘုံလောကမှာလေတိုက်တာတော့လေတိုက်တာပဲဘာမှသူ့အနေနဲ့ professional session လုပ်နေတဲ့လူတယောက်ဖြစ်တဲ့အတွက်စကားပြောလဲစင်ကြည့်ရမယ်နော်ဘာမှအဲ့လိုပြောစရာအကြောင်းကိုမရှိတာအရှုံးလက်ခံပြီးတော့နေရမှာလीအရင်တော့ကလည်းသူ့အနေနဲ့ဒါဒီ Liverpool fan တွေနဲ့ပွဲဖြစ်ခဲ့သေးတယ်အဲ့တုန်းကတော့မှကျွန်တော်အနေနဲ့သူ့ပရိသတ်အနေနဲ့ဒါ Liverpool fan တွေဘက်မှာမရက်တီပဲနဲ့သူ့ဘက်မှာရက်တီပေးခဲ့သေးတယ်ဆိုတော့ဒါ Manchester United fan တွေကိုကြတော့ဘောမားလိုက်တာဆိုတာစကားပြောစပြောရင်လည်းရိုင်းအောင်ပဲသိတာဆိုတော့သူပြောခဲ့တဲ့စကားတွေထဲမှာရှိပါသေးတယ်ဗာလေဗာလေငါတို့ကဒီဘောကွင်းထဲကိုဓာတ်ရိုက်ကြည့်ဘူးလေ World Cup နဲ့ပွဲကြည့်ဘူးလေဆိုပြီးတော့ပြောခဲ့ဆိုတော့ဘောကတ်တွေတောက်ရိုက်အဲ့လိုဓာတ်ရိုက်ကွင်းထဲဝင်ကြည့်ဘူးတိုင်းစကားတိုင်းကမင်းမလို့မင်းမပြောလို့မရအောင်အဲ့လိုတော့ပြောလို့ရသေးဆို Michael Owen တို့ဘာတို့ပေါ့လူပဲသားတွေထိုင်ပြောနေမှာပေါ့သူကဘောကွင်းထဲပဲကြည့် TV ရပဲကြည့်ဘောလုံး fan ဖိတ်တဲ့တယောက်အနေနဲ့ယောက်ျားတွေဖြစ်တယ်ယောက်ျားလိုပဲပြောဘောကွင်းထဲကြည့်ဘူးလို့ဆိုရင်မင်းမလို့မင်းမရနဲ့လိုက်ပြောလို့မရအောင်ဟုတ်မင်းဘောကွင်းထဲကိုဘယ်နဲ့ဘောပဲတော့ကြည့်ဘူးမင်းမလို့မင်းမရစကားပြောလို့မရအောင်ယောက်ျားတွေစကားပြောနေယောက်ျားလိုပြောဗျာလေလိုက်တာမကြိုက်နိုင်မခံနိုင်နိုင်အောင်ကန်ခိုင်းဗျာဆိုတော့ဘာစီလိုနာဖန်မဟုတ်ပါဘူးဆိုပြီးတော့ဘာစီလိုနာလေတိုက်တော့သူကအဲ့လိုပြောဘာစီလိုနာဖန်တွေလည်းတိတ်ခါကြတယ်ဘာစီလိုနာဖန်အစ်စ်တွေကိုယ်တိုင်တော့မှအဲ့နေ့ကဘာမှအဲ့လိုမဖြစ်ခဲ့ဘူးလေတိုက်ရသူတို့ခံလိုက်တယ်ဗျာဟုတ်လားသူတို့နေနဲ့ဒါအောက်လီပြန်တိုက်တယ်ပုံမှန်ပဲဒါသူလေးတိုက်တယ်ကိုလေးတိုက်တယ်ကိုရှုံးတော့လေကိုအောက်လီပြန်တိုက်တယ်သူတို့ရှုံးတယ်သူတို့အပေါ်စီးရမနေနိုင်နဲ့အောက်ကလီပြန်တိုက်တယ်ဒါပျော့ပလေးဒါဘောလုံးရဲ့ရက်သားတွေပဲမင်းမလို့မင်းမရတယောက်မှမပြောခဲ့ဘူးဒါကျွန်တော်ပြောတဲ့စကားထဲမှာအရိုင်းတာတွေပါဝင်တယ် sorry ပါဆိုတော့ဆက်ပြောရင်လည်းပိုရိုင်းမိတော့မယ်ဆိုတော့ကျွန်တော်ဆောင်းသက်ပြောချင်တာကတော့ဘာစီလိုနာနဲ့ပတ်သက်ပြီးအထိမခံနေဘာစီလိုနာဖန်မလို့အတိလင်းအားပေးကြော်ညာအားပေးလိုက်ဘာစီလိုနာဖန်လို့ဘာစီလိုနာဖန်မဟုတ်ပါဘူးဆိုပြီးတော့မင်းမလို့မင်းမရနေတော့သူများအသင်းတွေကိုလိုက်ပြီးမစော်ကားနဲ့ဆောက်ပေါ်အသင်းဆိုတဲ့စကားတော်တော်ကြီးကိုစော်ရကြတယ်ဆိုတော့ကိုအားပေးတဲ့လူတယောက်ကကိုအားပေးတဲ့အသင်းကိုပလာကြီးစော်ကားတာတော့ကျွန်တော်တို့လည်းတော်တော်စိတ်မကောင်းဖြစ်မိတယ်ဆိုတော့ဘောလုံးအားပေးနေတာယောက်ျားကြီးပဲဗျာယောက်ျားဆက်ဆံပဲပြောကြတာပေါ့ဆိုတော့ brother ရဲ့အမြင်ကဘယ်လိုရှိလဲ
comment မှာရေးပြသွားခဲ့လို့ရပါတယ်